ဒီပိတ်တာကြီးကသူ့အမေကိုရိုက်ခဲ့တာထမင်းဘူးတသေးလေးကနေစတင်ပြီးမိခင်တရားရဲ့ကြီးမားတဲ့မေတ္တာတရားဖွဲ့ဆိုခြင်းနဲ့ဝမ်းနဲ့ကြစ်ခွဲစရာသင်ခန်းစာမိဘမေတ္တာဟာစမ်းကျင်အောင်ဝင်ရာအကြောင်းတွေကဘလို့တွေစတင်ခဲ့တယ်ဘလို့တမိုင်းကြောင်းတွေရှိခဲ့တယ်စားတဲ့သင်ခန်းစာရစရာမှတ်သားစရာမိဘမေတ္တာဖွဲ့ဆိုမှုဇလန်းလေးအကြောင်းကိုကျွန်တော်တို့စူးစမ်းကြရမယ်ထိုင်းရာဆိုရင်လားဖြစ်ရမှမှတ်တမ်းတစ်ခုဖြစ်တယ်နှစ်ပေါင်း100ခန့်ကကောက်ခေါနဲ့ဇီရီလို့ခေါ်တဲ့ထမင်းဘူးလေးဇီရီဖြစ်ပေါ်လာပုံကြောင့်ဟိုးရှိတုန်းကရွာငယ်လေးတရွာကလက်ကွင်းပြင်ကျဲကြီးမှာစင်းရသားလက်သမားသားမိနှစ်ယောက်နေထိုင်ခဲ့ကြတယ်မိခင်ဖြစ်သူဟာအသက်ကြီးရနေဖြစ်ပြီးအမေအိုရွယ်ကိုရောက်ရှိနေပြီးတားဖြစ်သူမှာတော့အရွယ်အားဖြင့်အလွန်ငယ်နေသေးတာဖြစ်တယ်။သားငယ်လေးဟာတဖြည်းဖြည်းနဲ့ကြီးပြင်းလာပြီးလူငယ်ပဲရောက်ရှိလာတဲ့အခါမှာတော့တမထွားချိုင်းပြီးမိုးရသည့်ရောက်တိုင်းလဲထုံချင်းကောက်ဆိုင်ချင်းစတဲ့အလုပ်တွေကိုလည်းအင်တိုင်းအားတိုင်းနဲ့လှုပ်ဆောင်နိုင်ကြတယ်။လူငယ်လေးဟာတဘိုးတင်ပြီးအားကိုးရတဲ့ကျွဲကြီးနဲ့တူလဲထုံမှုသွားလေရှိပြီးအမေအိုကြီးကတော့အသက်ကြီးပြီဖြစ်တာကြောင့်အင်ကမိဖို့ချောင်ကနေမိုးမလင်းခင်ကလေးကနေစားစရာတွေကိုစီစဉ်ပေးနေရှိတယ်။ဒီတော့အမေအိုကြီးဟာစားကောင်းတောက်ကောင်းဖွယ်ရတွေကိုအစီအရေးစနစ်တကျနဲ့ထည့်ထားပြီးလေတော်ထဲမှာလှုပ်လှုပ်နေခဲ့တဲ့သားစားဖို့တွေမနက်တိုင်းပြင်ဆင်ပို့ပေးနေရှိတယ်။တနေ့မှာတော့နေရဲ့အပူရှင်ဟာခရိုင်းနေတဲ့ပိုပူပြင်းနေပေမဲ့သားဖြစ်သူဟာခရိုင်းနေလိုပဲအားကိုးရတဲ့ကျွဲကြီးနဲ့တူဖက်ယုံကအလှုပ်လှုပ်နေခဲ့ရပြီးခရိုင်းနေတဲ့ပိုပင်ပန်းနေခဲ့တယ်။နေ့ရက်ရောက်တဲ့အခါမှာတော့လူငယ်ဟာအလွန်ပင်ပန်းလာပြီးအလွန်ပိုက်ဆာလာခဲ့တယ်။လူငယ်လေးဟာအမေအိုကြီးထမင်းပို့အလာကိုတစ်ပင်အောက်မှာစောင့်နေခဲ့တယ်။အမေအိုကြီးဟာလည်းဒီနေ့ဟာဥပုံနေ့ဖြစ်နေတာကြောင့်မိုးမလင်းခင်ကတည်းကနေဖះเจ้าကန်သွားပြီးတီလာယူဖို့လုပ်နေတာကြောင့်တားဖြစ်သူထံမှာခါတိုင်းနေ့တွေထက်ထမင်းပို့ဖို့နောက်ကျနေခဲ့တယ်။ဒီတော့အမေအိုကြီးဟာဥပုတီလာယူပြီးရနောက်ချက်ချင်းပဲအိမ်ပြန်သွားပြီးတားအတွက်စားစရာကိုအလောတကြီးနဲ့စီမံပေးခဲ့ရတယ်။ချက်ပြုတ်ပြီးစီးသွားပြီးရနောက်စားစရာတွေကိုတောင်းနေထည့်ပြီးတားရှိရာလေကွင်းစီကိုသွားခဲ့တယ်။အမေအိုကြီးကလေကွင်းထဲကိုရောက်သွားတဲ့အခါမှာတော့နေ့လယ်စာစားဖို့အတွက်အချိန်အတော်လင့်နေပြီဖြစ်တယ်။တားဖြစ်သူဟာနေ့လယ်စာစားဖို့နေပူမှာအချိန်ကြာမြင့်စွာနဲ့စောင့်နေခဲ့ရတာကြောင့်အလွန်စလောင်နေပြီးထမင်းပို့နောက်ကျတဲ့အမေကိုလည်းစိတ်အယမ်းတူနေကြတယ်။ပင်ပန်းပြီးအလွန်စလောင်နေတာကြောင့်လူငယ်ဟာအမေကိုထမ်းလာပြီးတဲ့ထမင်းဘူးကိုကန်ကြည့်လိုက်ပြီးဘာကြောင့်ထမင်းဘူးဟာဒီလောက်တင်းငင်နေရတာလဲ။စားရင်လည်းဗိုက်ပြမှာမဟုတ်ဘူးလို့ရေရွတ်လိုက်ပြီးဒေါသတွေပိုထွက်လာခဲ့တယ်။အဲဒီနောက်မှာလူငယ်ဟာအမေအိုကြီးကိုကြမ်းတမ်းတဲ့ပြောဆိုတွေနဲ့ဆက်ဆူနေခဲ့ပြီးအမေကဘယ်ဒီသွားနေလို့ထမင်းပို့ဖို့ဒီလောက်တောင်နောက်ကျနေတာလဲ။ယူလာတဲ့ထမင်းဘူးကလည်းတစ်တစ်လေးဘလို့စားလောက်မှလဲလို့ကြမ်းတမ်းဆောင်နဲ့ပြောဆိုလိုက်ပြီးအမေအိုဘက်ကလည်းတားနားလဲဖို့ရှင်းပြရင်ထမင်းပို့ဖို့နောက်ကျရတာတဲ့အကြောင်းအရာကိုပြန်ပြောပြခဲ့တယ်။အမေအိုကြီးကဒီထမင်းဘူးလေးဟာအပြင်းပန်းကြည့်ရင်တော့သေးတယ်လို့ထင်ရပေမဲ့အမေကထမင်းတွေအများကြီးတိတ်ထည့်ထားတယ်။ဖွင့်ပြီးစားကြည့်ပါအောင်တားရဲ့ဒီလိုရှင်းပြနေပေမဲ့သားဖြစ်သူဟာအမေအိုကြီးကိုလုံးဝနားမထောင်ခဲ့ပါဘူး။သားဖြစ်သူဟာတတိလက်လွတ်ဖြစ်ပြီးဒေါသမီးတွေတောက်လောင်နေခဲ့တာကြောင့်အနီးနားမှာရှိတဲ့တကန်းကိုချိုးလိုက်ကအမေအိုကြီးကိုအားနဲ့ရိုက်လွှတ်လိုက်ပြီးနေရာမှာတင်ပဲအမေအိုကြီးဟာတတိလက်သွားခဲ့တယ်။အဲဒီနောက်မှာသားဟာအမေအိုကြီးကိုတည်လာတဲ့တောင်းထဲကစားစရာတွေကိုယူပြီးငင်ရှက်စွာနဲ့စားတောက်နေခဲ့တယ်။စာလာမှုပြေပြောက်လာတဲ့သားဟာဒေါသစိတ်ပြေပြီးတဖြည်းဖြည်းနဲ့အသေးစိတ်ဝင်လာခဲ့တယ်။အဲဒီအခါမှာတော့အမေအိုကြီးယူဆောင်လာတဲ့ထမင်းဘူးလေးကိုငေးကြည့်ရင်သူဟာဗိုက်တွေတင်းအောင်စားလိုက်ပေမဲ့ထမင်းဘူးလေးတွေကထမင်းတွေဟာရော့သွားခြင်းမရှိဘဲအများကြီးကျန်နေခဲ့တယ်။ဒီတော့လူငယ်ဟာအသေးစိတ်ဝင်လာပြီးအမေအိုကြီးပေါ်မှာကျူးလွန်ခဲ့မိတဲ့အပြစ်ကိုပြန်လည်သတိရပြီးစားစရာတွေကိုဘေးကိုချလိုက်ကအမေအိုကြီးစီကိုတွားခဲ့တယ်။ဒီတော့လူငယ်ဟာအမေအိုကြီးကိုလှုံလို့ပေမဲ့အမေအိုကြီးကအသက်ထွက်သွားပြီးဖြစ်ခဲ့တယ်။လူငယ်ဟာအလုံဝမ်းနေပြီးအသက်မဲ့နေတဲ့အမေအိုကြီးရဲ့ခန္ဓာကိုယ်ကိုဖတ်တွေကတောင်းပန်စကားတွေမရတမ်းပြောရင်းနဲ့ငိုကြွေးနေခဲ့ပေမဲ့အမေအိုကြီးကတော့ကြားနိုင်စွမ်းမရှိတော့ပါဘူး။နောက်ဆုံးမှာအမေအိုကြီးရဲ့အသက်မဲ့နေတဲ့ခန္ဓာကိုယ်ကိုထမ်းပြီးငိုကြွေးရင်းနဲ့ရွာထဲကိုဝင်လာခဲ့ပြီးမိမိကျွလွန်ခဲ့တဲ့အဖြစ်တွေကိုလည်းရွာသူကြီးတွေထံမှဝန်ခံနေကြတယ်။ဒီတော့လူငယ်ဟာမိမိကျွလွန်ခဲ့တဲ့အဖြစ်ကိုကြီးစွာနှောင်နှားရပြီးတက်ဆုံးတိုင်ရဟန်းဝိတ်ဖို့အတွက်ဆုံးဖြတ်ခဲ့တယ်။လူငယ်ဟာဆရာတော်ဘုရားထံမှဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေကိုပြောပြပြီးဆရာတော်ဘုရားကလည်းကျေးဇူးအနန္တရှိတဲ့မိဘကိုတတ်မိတဲ့ကံဟာကံကြီးထိုက်တယ်လို့ဆိုတယ်။ကျိုးလွန်သူကမာတုကာတကံမြောက်ပြီးမဟာအဝီစီငရဲကိုကြားရမှာဖြစ်တယ်။တေလွန်သွားတော်လဲဘယ်တော့မှကောင်းတဲ့ပုံကိုရောက်သွားမှာမဟုတ်ဘူးလို့ဆုံးမစကားဆိုခဲ့တယ်။
ဒီတော့လူငယ်ဟာဆရာတော်မိန်ကြားတဲ့ဆုံးမစကားကိုနားထောင်ပြီးတဲ့နောက်မိမိကျူးလွန်တဲ့ကံအပြစ်တွေကိုခံယူမယ်လို့ဆိုခဲ့တယ်။အဲဒီနောက်တော့အမေယိုကြီးရဲ့ဇာပနာကိုပြုလုပ်ပေးခဲ့ကြပြီးလူငယ်ဟာယဟန်ဝစ်ပြီးမိမိကျူးလွန်ခဲ့တဲ့အပြစ်တွေကိုအောက်မေ့သုံးသပ်နေပြီးတရားဘာဝနာတွေဆရာတက်တန်စွာနဲ့အားထုတ်နေကြတယ်။ယဟန်ဥပဇင်းဟာဗုဒ္ဓအဆုံးအမနဲ့အညီနေထိုင်ပြီးတရားဘာဝနာအားထုတ်ခဲ့တဲ့ကုသိုလ်တရားတွေကြောင့်ဥပရိယုတ်ကြည်တင်ကမေတ္တာတရားကြီးမားတာကြောင့်ရွာသားတို့ကလေးစားကြည်ညိုပွေလဲဖြစ်ခဲ့ပါတယ်။သို့တော့အတွင်းစိတ်ထဲမှာတော့ယဟန်ဦးစင်းဟာအမေယိုကြီးကိုမမေ့လျော့ပဲနေ့စဉ်နဲ့မျှသတိရလွမ်းဆွနေကြတယ်။ယဟန်ဦးစင်းလေးဟာရွာသားတို့နဲ့တိုင်ပင်ပြီးအမေယိုကြီးကိုအမြဲတမ်းအမှတ်ရနေစေဖို့အတွက်ယေရှုကအမေယိုကြီးရဲ့ပြာကိုထာပနာထားမဲ့အုတ်သားနဲ့လုပ်တဲ့လွမ်းစီတီတစုကိုဆရာတက်တန်စွာနဲ့တည်ထားခဲ့ကြတယ်။ဆရာတော်ဘုရားကြီးကလည်းဦးစင်းလေးကျွလွန်ခဲ့တဲ့အကုသိုလ်တွေကိုစင်ကြယ်အောင်ဘယ်အရာနဲ့မှမစေးကြောနိုင်ပေမဲ့တတိတန်ဝေကရပြီးစိတ်စင်ကြယ်အောင်လို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပဲရန်ဦးစင်းကိုရွှေလက်ကင်နဲ့ပြုလုပ်ထားတဲ့တပြက်စီးတစ်ချောင်းပေးခဲ့တယ်။အဲဒီအချိန်ကနေစပြီးရန်ဦးစင်းလေးနေထိုင်ခဲ့ရာရွာကိုပတ်တာထောင်းလို့အမည်တွင်ပြီးမြန်မာလူဆိုရင်တော့ရွှေတပြက်စီးရွာလို့အဓိပ္ပာယ်ရပါတယ်။အမေအိုကြီးကိုအကြောင်းပြုပြီးဦးစင်းလေးနဲ့အတူရွာသားတို့ကတရားထက်သန်စွာနဲ့တည်ထားခဲ့ကြတဲ့စေတီကိုထက်ကောင်ခောက်နှွဲ့မြန်မာလိုထမင်းဘူးလေးစေတီရဲလို့ဖြစ်လာပြီးယနေ့အတိုင်းထိုင်းလူမျိုးတွေရဲ့ယုံကြည်ကိုးကွယ်ရာဖြစ်နေကြတယ်။အထူးသဖြင့်မိဘကျေးဇူးကိုအထူးအောက်မေ့တရပြီးဆုတောင်းနဲ့ပြည့်တဲ့စေတီဖြစ်ကြောင်းထိုင်းလူမျိုးတွေကလက်ခံယုံကြည်နေလာခဲ့ကြတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ဒီနေ့တင်ဆက်ပေးသွားခဲ့တဲ့အကြောင်းအလေးကတော့ထိုင်းရာဇဝင်လာဖြစ်မှန်မှတ်တမ်းတစ်ခုဖြစ်တယ်။နှစ်ပေါင်း100ခန့်ကကောင်ခောက်နှွဲ့စေတီလို့ခေါ်တဲ့ထမင်းဘူးလေးစေတီဖြစ်ပေါ်လာပုံအကြောင်းကိုစက်နှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်။ဒီထက်ပုံမကောင်းမွန်တဲ့ဖြစ်ရမှန်ဇလံအကြောင်းအရာတွေကိုကျွန်တော်ပြန်လာခဲ့ပါအောင်မယ်။နောက်ပြီးတော့မှပြန်လည်ဆုံတွေ့ကြပါသေးတယ်။